ကိုပြောခဲ့ပါတယ်ဒါကိုပြောခဲ့ပါတယ်ညဗလန်ပြောတာပုံမှန်နေနော်ဗလန်ပြောတာပုံဖြစ်နိုင်တယ်နော်ပြောပြတာညီ ကိုတကြောက်တွေပဲရိုက်သွားပြီ ပုံ ပေါ့ ဖြစ်နိုင်တယ်ကဲဗလန်တိုင်းမင်းပစ်စေခြင်းနဲ့ Ruby လေးပစ်ပြီဆိုတော့1-1ပေါ့ဒါပေမဲ့1-1တော့ဖြစ်လာတယ်1-1တော့ဖြ ကဲ စ် ဗ ပါ လန်တော့1-1နဲ့ Ace က1-1နော်ငါ2သီးလို့မှန်းထားတာအကောင်းရင်အောင်ကြီးကဲငါဘက်ကိုရောက်လာတော့ငါလည်းမျက်ခုံးလုံနေပြီ ဒီကေကျွန်တော်နှစ်ကြောက်တွေပဲရိုက်သွားပြီပေါ့ဗျာစီကိုပြောလိုက်ကျွန်တော်နှစ်ကြောက်တွေ ACA7 ကိုမရိုက်နဲ့ကျွန်တော်နှစ်ကြောက်တွေပဲရိုက်သွားပြီပေါ့ easy က easy relax ဒါကြီး relax ရှင်းနေရတယ်ရောကဲ let's go ဒါကြီးတော့ကဲ1-1လားcome on AI fan တွေလည်းညီကိုတို့အန်လေးကိုကြိတ်ထားနော်ညီကိုတို့တဖုံးပေါက်ရင်ပေါက်ပါစေအန်ကြိတ်ထားပေးဦး Telegram ကောင်လေးပြောပြပါဦးနဲ့ပင်ကုန်းမဲ့ကျွန်တော်တို့တွေ Caster City fan ဆိုတဲ့ Telegram channel လေးတွေကိုနော်ရိုးရိုးဝင်လို့မရရင် VPN လေးခံဝင်ပေးပါကျေးဇူးအများကြီးတင်ပါတယ်နော်လာပြီးတော့ဘယ်လိုတို့ Mobile Legends စိန်တွေ UC တွေလာအားပေးတဲ့ညီကိုတွေရောအကောင့်ရောင်းဝယ်လာလုပ်တဲ့ညီကိုတွေရောနော်ကျေးဇူးပါနော်ယုံကြည်စိတ်ချတဲ့နေရာလေးကိုဖန်တီးပေးထားတာပါပဲနော်ဘာလို့ဆိုတော့လူလိန်တွေအများများနေလို့နေနော်ဆိုတော့ကျွန်တော်ရဲ့ fan group လေးတွေကိုလာပြီးတော့ join လာပေးကြပါဆိုတော့အားလုံးပဲအခုကြည့်ရှုနေတဲ့ view က1000ကျော်ထဲမှာ Telegram သုံးတဲ့ညီကိုတွေပါမှာပါကျေးဇူးအများကြီးတင်ပါတယ်ကဲဆိုတော့ Alida Ruby နော်ကျွန်တော်တို့ game number 1ဒီပွဲက yeah ပြန်ပြန်ပြော ဒီပွဲကပြောရရှိတာက Ruby ကခုနကပွဲကတော့ game မကောင်းတော့ဒါပေမဲ့ခလီယာကြီးပါတယ်ခလီယာတော့အဲ့ဒါနည်းနည်း respect ပေးရမှာ ဟွာ Tsunami Slam နဲ့ဆွဲဖြတ်တဲ့အပိုင်းတွေတော့နည်းနည်းသတိထားရမယ် Fasa Crow Impact နဲ့တော့ Black ကလာချင်းတော့Fat Black ကတော့ပေးရပြန်ပြီနဲ့တူတယ်သားကြီး Fat Black game 1တော့လည်းအဲ့တိုင်းပဲနော် ဟုတ်တယ် yes ကဲ game number 1 2မှာလဲ Fat Black လေးတော့ပေးထားရင်တော့ OB အနေနဲ့တော့မလီးတဲ့ ring အောင်ဖြစ်နေတာဆိုတော့ leader တော့အကောင်းဆုံးတော့ရှင်ထိန်းတိုင်းတယ်ဘယ်တော့မှလည်း Yuri တောက်လျှောက်လေးဖန်ထားတယ်နော်ကျွန်တော်ဟိုဘက်မှာလည်း UA နဲ့အနေနဲ့တော့တစ်ဖက်က jungle အသေးလေးတော့သွားကြိတ်နေနေပဲတစ်ဖက်မှာလည်း Yisan ရှင်းကိုတော့ CK မောင်းထုတ်ထားတယ် Fasa ပါလာပြီး Yuri တစ်ဖက်က jungle အသေးတစ်ခုမှမရလိုက်ဘူး Fasa Crow Impact အဲ့မှာတော့အားတော့ Dana Strike နဲ့ပါ Yuri ကိုဖြတ်ပေးထားနေပဲ10-7 game 1ထပ်ပိုကောင်းလာတယ်ညီတို့ connection ကြီးကအဲ့မဲနော်ပွဲစတွေက Fat Black ရဲ့ဒီဘက် Yuri လေးပဲထက်ရတာ lucky မသိဘူး လွတ်တယ်လွတ်နဲ့တော့မြည်သေးတယ်ဟောင်းကြီးဟာရအောင်မေ game 1ထက်တောင်မှ connection ကပိုမိနေသလားလို့ဟောင်းကြီးလုံးပါအောင်လုံးပါအောင်လေအာရ10-7ကြောက်တင်နေတော့မေဒီပုံစံတိုင်းဆိုတော့ကြောက်တင်နေတော့ပြောပြတာပါညီတို့လားအလားရော Oh my god 10-7ဒါအောင်မေကိုကြီးတွေနဲ့မလာသေးဘူးเนาะဟိုဟာ AI ကနောက်တစ်ပတ်ကိုကြီးတွေနဲ့ဆော့အောင်မှမေညီလေးတွေကအရင်ရှင်းနေပြီဗျာကဲကိုပစ်ခိုင်းထားတဲ့ Ruby နဲ့တော့ဘာမှတော့မဆိုင်သေးဘူးเนาะဒီချိန်ထိကတော့ဟုတ်လား မင်းနဲ့မဆိုင်သေးဘူး เนาะ Ruby လည်းကတော့ဘာမှမဖြစ်သေးဘူးမှန်တယ်ဗျာကဲ Yuri level 4အတွက်တော့ရုံးကန်နေရတဲ့ပဲအဲ့တော့ဆိုရင်တော့ first star တွေကလာချဖို့အတွက်နည်းနည်းလေးခတ်သွားနိုင်တယ်လေမလည်းကြောချာဒါမှမဟုတ်လည်းဖူးခတ်ပြီးရတာနဲ့ session က blue belt လေးပဲတော့ဆက်တာတော့တကယ်ကောင်းတဲ့ session မှာအောက်လမ်းမှာမစီသေးသွားတယ်ကောင်းသေးလားဒါကြီးမခလီယာလာပြီကဲဆိုတော့ခလီယာကတော့ဟိုဘက်မှာ title strike တွေပိုင်းနဲ့တော့နည်းနည်းမောင်းထုတ်လိုက်တယ်နော် blue belt တွေပိုင်းတော့ကာပေးလိုက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ report လိုက်တယ်ဆိုတော့ရလိုက်တယ်အမှန်တိုင်းပြောတော့တိတ်ကိစ္စမရှိဘူး bro ဒီဘက်မှာ tsunami slam ဖန်ဒါပေမဲ့တန်းပေါက်အနေနဲ့ Yuri လက်ချက်နဲ့ပြန်တီဝိုင်းနေပဲ Ruby အဲ့ offense ဆွဲဝါလေးရောအသက်ပဲအမှန်တိုင်းပြောရင်တိုက်တန်းပေါက်ကအဲ့နေရာမှာစိတ်ရှိရှိလေးနဲ့တစ်ဖက်က blue belt သွားတိုက်တဲ့နေရာမှာချန်ထားအောင်မသိလားတိုက်ခလီယာ tsunami slam ကိုငါပြောတာကဲဒါပဲဖြစ်ပါเนาะ AI မစိုးပါဘူးเนาะတို့ Hiroki တွေပါပေးထားတယ်ဆိုရင်ပဲလေဒီဘက် blue belt လေးရเนาะ pick up တကောင်တန်းပေါက်လေးပြန်ရခဲ့တဲ့အပိုင်းလေးကတော့ကျင်းနဲ့ချင်စရာပါကျွန်တော်ရီဆန်ရှင်းကလည်းတစ်ခါတည်ထားတဲ့အတွက်ကြောင့်တော့သူ့အတွက်ကတော့ speed အများကြီးပို့လိုအပ်တယ်ဆိုတော့ family အပြည့်အဝပြန်ယူဘလောက်ပါပဲเนาะဆိုတော့ AI ရိုင်းချင်းနေမစိုးသေးဘူးဗျာเนาะ3မိနစ်နောက်1000ပေးတာတော့1000တော့ကွာနေတော့lucky UA က game 1 game 2နှစ်ပွဲလုံးတာရနော်မင်းပြောလို့ပြောရမဟုတ်အောင်လမ်းမှာလည်း Messi ကကျွန်တော် CK နဲ့မတာတော့ဘူးဘာလို့ဆိုတော့တစ်ခါမောက်သွားလဲပါသလို level ကလည်းတစ်ဆင့်လောက်သွားဟနေတာဆိုတော့ Messi ထုထောင်ခံနိုင်တယ် Fasa Feather Air Strike နောက် Tsunami Slam တန်းဖြတ်ထားနေပဲ Purify မရှိတဲ့အတိုင်းမျိုးတော့ကောင်းကြီးနားလဲတဲ့10-7 player တွေနေနေတော့ Messi ကိုတော့ဒီစည်းပဲနိုင်လေးနဲ့တော့ဖျက်ချခဲ့ပြီဗျာနော်ဆိုတော့အောက်လမ်းမှာတော့ဒါကျွန်တော် Messi နှစ်ခါမြောက်တည်ဆုံးခြင်းဒီ Esmeralda ပျော့လာတော့မှာတို့နောက်ပိုင်း Black ကိုလည်းဒီဘက်မှာတော့ဟိုတောင်းနေတယ် Avado the Guardian တောင်းနေတာဖြစ်မယ် Title Strike Avado the Guardian မထွက်သေးဘူး Crow Impact Dana Strike Final ကြမှာလူးလို့နေတဲ့သွေးနည်းနည်းလေးနဲ့အင်မြူသွားတယ်ဆိုပေမဲ့နောက်မှာ Lucky ရောင်းတော့ Light တက်တာတော့မှပဲ Flicker တွေပဲပြီးတော့ပြေးနေရတဲ့အနေထားအလဲလန်းဂိုးရှိတွေပါတောက်လျှောက်လေးပါဆယ်လေးခွာဝိုင်းနေပဲ AI 10-7ကိုတော့တော်ကြီးခက်ခဲနဲ့ကိုရင်ဆိုင်နေတာတော့ညင်းလို့မရတဲ့အချက်ပဲပြိတ္တာကဲအဲ့လို Hiroki တောက်လျှောက်ပေးနေရရင်တော့တိတ်တော့အဆင်မပြေဘူးနော်ဒီအတိုင်းပဲ Grocha ထပ်ပေးလိုက်ရတဲ့ off lane က
တီးတာကြီးကိုဖေးလာပြီလို့ပဲပြောရမှာ level 20တောင်ကွာသွားပြီအားလုံးနဲ့ Asmarita ဂျာ impact ကတော့ပွဲချိန်ကြာလာနေများတော့ဟာလာတော့မှာဗျာ CK အားလုံးထပ်ပေးတာလို့လည်းငါစိတ်ညစ်တယ်ကွာ 301ဒီကောင်အားလုံး Sanford အားလုံးပြန်ကြည့်နေရဆို ငါပြောရှင်းရှင်းလေးတိုက်ရ respect တော့ပေးကွာဗလားငါပြောသဘောပေါက်လားတိုက် ဟုတ်တယ် အော် respect ပေးမပေးလို့ရှိရင်အဲ့ဒီအားလုံးရှင်းမဲ့နီလန်ရှိတဲ့ AI မှာအခုကအဲ့အားလုံးရှင်းမဲ့နီလန်လည်းမတွေ့ရသေးဘူးဇူနာမီစလန် PA7 ပါလိုင်းနဲ့အားလုံးရဲ့ finals လဲကြားမှာတန်းဖြတ်တိုင်းနဲ့အင်မျိုးကဒီတစ်ခေါက်မှလည်းမထွက်သွားဘူး Feather Ezra နဲ့ဘေးနာနေပါပြန်ထောက်ပေးတိုင်းမှာ Messi လေးကိုပါအဆုံးသတ်ခဲ့တော့မှာ Mega K အားလုံးနဲ့တူပဲ CK performance ထွက်နေတော့မဲ့ Alida တင်မလို့ပဲနောက်ဆုံးအားလုံးကြီးပဲဝင်ရှင်းဝိုင်းနဲ့ double K CK နဲ့တူပဲ respect ဆိုတဲ့အရာ ban page ဆိုတာလကားထားတာမဟုတ်ပါဘူးညီကိုเนาะတစ်ဖက်ကအရန်ကောင်းတဲ့ player တွေပါလို့ရှိရင်အဲ့အားလုံးကို ban လိုက်ပါညီကိုเนาะပြောပြတာပါဆရာကြီးလောက်တာမဟုတ်ဘူးเนาะတို့ကျွန်တော် finance သိမကောင်းအားလုံးထပ်ပေးကြတယ်ကွာ502ပါ bro CK လောက်ရန် performance ထွက်နေအားလုံးမှာ respect မပေးရင်ကျွန်တော်ကဘယ်သူ့ကိုသွားပေးမှာလဲကျွန်တော်ပြောတာသိမလားတကယ်မလွယ်တော့ဘူးเนาะအခုချိန်က သူကပိုးတော်ပြတ်တော့မယ်ဒါကြီး 9မိနစ်ကို4တောင်လောက်ပြတ်သွားပြီဆို အား တော့ လုံးကြီးကောင်းလိုက်တာတာကြီးဟာ CK အားလုံးရမင်းမျက်လုံးတွေပါပြူးတယ်ဒါကြီးအဲ့ကောင်အဲ့လောက်ကောင်းမှမသိဘူးဟိုအင်တော့လိုကီနဲ့မလို့လေပါတော့တယ် bro underrated ဖြစ်နေတာပေါ့ဗျာကျွန်တော်မျက်လုံးထဲမှာတဲ့မှာတကယ်ကောင်းတာ bro တကယ်ကံပြောသွားတော့မှသတိထားပြီးကြည့်မိတာရောင်ကြီးတကောင်ဆော့တဲ့ blaze ဆိုင် perfect ပဲပေါ်လာမှလည်း Rubio ဟဲနေပြီเนาะညီတို့အားလုံးကနောက်ကောင်တော့တေးမှာမဟုတ်ဒါပေမဲ့တေးဝိုင်းလည်း shut down ကြီးပဲ CK လေးကို try ကြည့်မလားအားလုံး final slash အလီဒါတကောင် Feather Ezra ကြာမှာတန်းပြောင်းဝိုင်းနေမတော့ Titan Strike Flick က Tsunami Slam နဲ့ဖမ်းခေါ်လာရင်မတော့ Yori အားလုံးအနေနဲ့တော့ down shot တွေလိုက်ဖြတ်ပေးဝိုင်းနေ double game ပဲ CK again ထပ်မှန်ပြီးတော့ key တွေတော့ CK သိမ့်ပိုက်သွားရင်လည်းပဲ absolute cinema ညီကိုတို့ဒီကောင်ရဲ့အားလုံးကြည့်နေရတာကြီးကအမှုပညာတစ်ခုခံစားနေရတယ်လို့ပဲ လက်တယောက်တည်းဖြစ်နေပြန်ပြီ Titan Strike Avado the Guardian အားလုံး final slash ကပေးလိုက်သေးတယ်ညီကိုနော်စောစည်းသာ final slash ထွက်လာခဲ့မယ်ဆိုရင်တော့ black အနေနဲ့အဲ့နေရာမှာခုံဝင့်အောင်ရပါမလားဆိုတော့ dream ဟာလေးလဲခေါင်းထဲမှာသွားပေါ်တယ်အဲ့လိုကဲပေါ်လာမှလည်းကြာပါလိမ့်သလုံးမင်း Granger မင်းနော်ပေါ့ပါပဲအသင်းကလည်းတာနေရဆိုတော့ဟာလာ item လေး fan လိုက်လာပြပေးလိုက်နော်တော်တော်ကြီးဆော့ရတာပုံစံပြုတ်ကောင်းနေတာ Granger ကြီးอ่ะအမှန်ပဲ CK then 7ကွာဝိုက်ကြီးမင်းနှကောင်ကြားထဲမှာနောက်က1000 6မိနစ်မှာတော့4500 offlane ကြားထဲမှာဆို2000လောက်ပြတ်တယ် offlane မှာ Messi က2900ပဲရှိနေတဲ့အချိန်မှာ CK က4900ဖြစ်နေပြီဆိုတော့ item တစ်ဝက်စာလောက်သွားဟာမပေါ်လာပြီတိုင်းမင်းပြောလို့ ဟုတ်တယ်နော်ဟုတ်ချန်ဂလာကြားထဲမှာဟာနေတာဆိုတော့နော်လွယ်တော့မလွယ်တော့ဘူးလို့ကဲနောက်ဆုံးတက်တယ်လေ lucky ကသူ join နေပါတယ်မရသေးဘူးနော် UA နဲ့ပဲစော့နေတာသူ hero ပဲကျွန်တော်အဲ့မှာတော့ session မောင်နေရှော်ကာလေးနဲ့လာလူတော့မယ်ကွန်စီဖြောက်တယ် black နဲ့ elita တော့ CK ရောက်တားပြီးသားလေး Dallas Strike နဲ့မလာဘူးအတွက်အဲ့မှာလေ over မှာအားလုံးအနေနဲ့အခြေအနေတော့ကြည်ထိုင်းနေမှာ Titan Strike retribution အော်ဒါပေမဲ့ lucky ပဲပေါက်သွားနေပြီ Yori ယူသွားပြီ Yori အနေနဲ့တော့တခါတည်းမှာအသက်ပေးဆန်းလိုက်ရင်တော့ Emu လေးနဲ့ပြေးနေတဲ့ P7 တော့အကုန်လုံးကပြေးကတ်လာရင်လည်း Avado the Guardian နဲ့ကြံခဲ့တဲ့ကောင်အကုန်ထားခဲ့ပြီဗျာအဲ့မှာ Dallas Strike ပဲထက်ရိုက်ထိုင်းနေမယ် elita ကို OP double game ယူသွားနေမယ် OP စိတ်လေးကို short ထားပြီးအောင်တိုင်းနော်မခရီးမပါတော့ဘူးလေလန် tower တွေပါရင်ယူလိုက်အောင်တင်း7အနေနဲ့ game number 1တော့ထပ်ပို့ပြီးတော့ပြတ်သားတဲ့ result တခုတော့ထပ်မှန်ပြီးတော့ပုံဖော်ထားနိုင်ခဲ့နေပဲ AI အနေနဲ့ကတော့ clean sweep ခံရတော့မယ်နဲ့တူတယ်ဗျ ကဲ make a fast hour တလုံးထည့်ယူပေးတိုင်းနဲ့ပဲ9မိနစ်9000နေဖြစ်ကုန်ပြီပြိတ္တာ Fasa Feather Strike ပေးလို့ရှင်လဲအကုန်လုံးကပြန်ဘက်နေရတယ်အဲ့မှာ Titan Strike လမ်းတော့ပေးလိုက်တယ်ဆိုမလဲတော့မတန်းပေါက်အနေနဲ့ပြန်တော့မှောက်တော့မယ်နေတာမှာ Flicker လေးနဲ့တော့ပြန်ကုန်ထွက်လာသေးတယ်ဆိုတော့ရပေးချင်တော့ပေးလို့ရပါတယ်တာနေရဆိုလဲလှုပ်ချင်တိုင်းသာလှုပ်သွားကြပါတော့ဗျာအဲ့လိုပေါ့နော်တော်တော်ခတ်သွားပြီနော်အရင်တော့ကတော့ yes ဒါရော game 2ကပူပြတ်တယ်လို့မထင်ဘူးလား ပူပြတ်သွားပြီ game CK ကလည်းပို့ပြီးတော့ performance ထွက်လာတယ်လို့မထင်ဘူးလားဒါ game number 1ထက် မှန်ပဲ game 1တော့407 ခုသာဖြစ်တယ်ဆိုတော့နော်နည်းနည်းချလို့ရသေးတယ် game 1တော့ဒီကောင် KD က407ခုက704နော်မင်းပြောင်းမဲ့နေပါဖြစ်သွားတယ်ရောင်းကောင်းကောင်းဟုတ်လားရီကောYori oh my god bro ဒါရကောင်းလိုက်တာတင်7နော်မင်းလုံးဝ black တကယ်အတင်းသေးမဟုတ်တော့ပါhey black key point ကွာနဲ့ဟာစူနာမီလန်နဲ့တော့ဖန်ခေါ်လာရင်တော့မတော့အားလုံး finals လက်ကြားမှာ black နေနဲ့တော့သူဝင်သူတွေဖြစ်ဝိုင်းနေမှာတော့ဇီးရန်ငှက်ကလေးနဲ့တော့ light တော့ chase တိုင်းနဲ့ပဲပေါ်လန်းမှာတော့ mega sheet တောင်းမှာတိုင်း mega sheet တောင်းမှာပေါ်လန်းအဲ့ offense ဆွဲလိုက်မလားပေါ်လန်းမှာတော့ mega sheet
တောင်းညင်မိမယ်လေတစ်ဖက်ကတော့မပေးဘူးဗျာနော်ဆိုတော့အဲ့မှာတော့ title strike တွေပိုင်းနဲ့တော့လေတန်းပေါက်ပြန်တော့ back line နဲ့ပဲလေလမ်းမှာတော့ second hour လုံးတော့ထပ်ယူဖို့ကြံမင်းဆော့တော့ပျော်စရာကြီးမင်းဒီပွဲတင်း7အဲ့ဒါပြောတာနော် လုံးတဲ့ရတဲ့ဖြစ်ထိုးနေတာနော်လော်လေးထပ်ဆောင်အဲ့မှာလေလမ်း feather air strike တွေနဲ့ရောဇီးရန်ထပ်ထောက်ထားနေပဲ second hour လုံးတော့ OP ကိုပဲချိုးခိုင်းတာတယ်ဆိုတော့ဒီဘက်မှာလေလော်လေးလာလို့အဲ့လော်လေးနဲ့တက် ACC လေးပဲ game number 1နဲ့ဆိုင်တော့ကျွန်တော်ခုနကပြောသလိုပဲပို့ပြီးတော့တာနေတဲ့အနေအထားတစ်ခုကိုပုံဖော်ထားနိုင်တယ်ပေါ့နော်ဆိုတော့အားလုံးရဲ့ position ကောင်းတယ်ဒီစရှင်မောင်လေးရှော့ကိုင်ပိုင်းနဲ့လာလူကြည့်မလားအပေးလိုက်ပါပြီကဲနော်မက်ကရှိလေးရှိနေသေးရလေးပဲကျေးဇူးတင်ရမှာမက်ကရှိတာမှာပါလို့ရှိရင်တော့ဒီ first law ကတော်တော်ကြီးပြဿနာဖြစ်နိုင်တယ်ခုတော့မှမက်ကရှိတွေပါတက်တောင်းရင်နေတဲ့ပုံစံလေးတွေမြင်ရလာရင်လည်းပဲယိုရီ level 12တော်တော်ကြီးကိုဒီဆိုင်ရဲ့အထောင်ကပျော်ဦးမကောင်းတာလို့ Faza feather air strike နောက်မှာ Granger Sonata Rhapsody Black တမ်းမပြောက်ဝိုင်းနဲ့ Mega K ပိုင်း OP တကယ်ကောင်းမလာပါရဲ့เนาะကျွန်တော် spare နေနဲ့နောက်က spare casting နေနဲ့ Granger ရဲ့ physical damage တွေအောက်မှာတော့ Black တကောင်16 second လောက်လောကိုင်းနဲ့ဆက်သွယ်ပြတ်သွားတဲ့နေရာတစ်ခုမှာ4ယောက်ထဲနဲ့ကားတော့မယ်အဲ့ချိန်မှာမြန်အားလုံးရဲ့ final sledge ကြီးဝင်လာခဲ့ Title Strike Flicker Tsunami Slam ပါလိုက်နဲ့ PH7 အင်းမျိုးချိန်များပဲနဲ့တန်းတော့ပြောက်သွားခဲ့ပြီသူ့အနေနဲ့လည်းအမှန်တိုင်းပြော Flicker နဲ့မဆော့ဘဲနဲ့ Purify လေးပါလေးနဲ့ရွေးချယ်ပြီးဆော့လိုက်တင်တာเนาะစပိုက်ကိုမတော့အောင်ပါလေဖလကာနဲ့ကအခုကမတော့အောင်ဖြစ်နေ ဒါပေမဲ့ safe ဖြစ်တယ်လေဒါ Purify နဲ့ဆိုရင်ဟုတ်တယ် Title Strike ထပ်ပေးမလားအားလုံး final left flicker ကြားမှာ Alita တကောင်တန်းသေးသွားရင်ပဲ feather air strike တွေကြားမှာရွေးနက်ကလည်းဟိုးမှာတောက်လျှောက်တွေ Yuri ကိုမောင်းထုတ်ထားနေတယ်အလယ်လမ်း second mega တလန်းကိုပါထပ်မှန်ပြီးတော့ပဲ Tin 7သိမ့်ပိုက်သွားခဲ့တဲ့နေတော့တခုမှာတော့ Title Strike ထပ်ပေး Tsunami Slam နဲ့ကင်ပေါက်တန်းပြတ်သွားတဲ့ Yuri ဘာမှလုံးလို့မရတော့ Black တကောင် God Light တွေပါ on နေပြီ OP အနေနဲ့တစ်ဖက်မှာ Emu လေးပေးနေတဲ့ P7 အနေနဲ့ထပ်ပြီးတော့တေဆုံးသွားတဲ့ခိုက်တော့မှာ double game ပဲ OP နဲ့တူ Crystal တို့တဲရိုက်ချိုးသွားနေပဲ Tin 7ဘာတွေများလေတိုက်မလို့လဲ 2D ဆိုတဲ့ result နဲ့ claim ဆွေသွားနေပဲအဲ့ချိန်မှာ Wack ကန်ကြီးကထစ်သွားတယ်ဟိုမှာတန်းပေါက်ကလေတိုက်တော့မလို့တန်းပေါက်ကလေတိုက်တော့မလို့